Together.
ရာနဲ့စနစ်တကျနေရတော့မှရှင်းလို့ရှိရင်ကတည်းကနားလေကိုပြန်တယ်တကယ်ကိုဘာအထောက်လာတယ်တကယ်တော့ဖြစ်တယ်အဲ့တော့ဒီလက်ဆက်တော့ရအောင်ပုံပုံပြီးတော့ဒီဘက်တောင်ကနေတင်ပြီးတဲ့အချိန်မှာလွယ်ကူဆိုပြီးလွယ်ကူစေဖို့ဆိုပြီးတော့ဒီ read လေးကနေတော့ရှင်းတော့ဝေးတာသုံးပုံလာလို့ပြောတယ် read စာရဲ့အဲ့တော့ရှင်းတော့ထပ်လို့ပဲအဲ့တော့ဘာကြောင့်ဒီ read လေးကိုမှထပ်ပြီးတော့ပြောထားတာလဲဆိုရှင်သူရဲ့တင်မဲ့ဒီတောင်ကနေစီးပူတဲ့အချိန်မှာလွယ်ကူစေကြည့်ပါဦးဒီလေရဆက်တော့ရရဲ့တွေ့စေချင်နေတာကျေပြောရင်အစုံတစ်ခုကအဲ့ဒါပြက်ခဲနေတယ်ဆိုရှင်ဒီအကြောင်းအရာကိုပုံပြီးတော့ဒီတောင်ကတော့အခုနားလေစေဖို့အလွယ်ကူနေရမှာရှာပြတယ်ဆရာတော်လူတွေရဲ့ပြောရတာပါအဲ့တော့ဒီလိုလေးကိုပြောရဲတော့ဒီကလေးအဲ့တော့ဒီဝေဒလေးကလည်းတော်တော်ရှင်းပြတယ်ကျွန်တော်ဒီအဲ့ဒီဝေဒလေးကရှင်းပြချင်ကြတယ်ပြောတယ်ဘာလို့ဒီဆက်နေလဲအဲ့တော့ဒီဝေဒလေးကိုထပ်ပြီးတော့ဝေဒလို့ဆိုပြီးတော့ဒီအိဆောအဥပနိရှတ်ကိုခေါ်တဲ့ဒီဥပနိရှတ်တရားရှင်ကြောင့်ဖတ်ပြီးရေးတာပဲဘယ်လိုတွေတွေ့လဲကျွန်တော်တို့အဲ့တော့ဥပနိရှတ်ဆိုတဲ့အဓိပ္ပာယ်ဥပစရာအနိနာပေါ့နော်နိရှတ်အဲ့တော့ဒီဓမ္မတော်ကတယောက်ဟာစရိဂုရုဆရာတော်အရှင်နဲ့အနီးဘဝမှာတော့နေရအောင်ရှင်းပြရင်အိမ်နမ်းတဲ့နေရာကိုဆိုလိုတာဂုရုကမာပဲနေရအောင်ဒါလို့ရှိရင်ဂုရုနဲ့ပဲအချိန်နဲ့တို့အချိန်နဲ့တူတော့ပါရှင်းပြလို့ရှိရင်မနေ့ရေပို့ချိုးမယ်ဒါပြီးလို့ရှိရင်တိလက်တဟန်လုပ်မယ်ဒါပြီးလို့ဒီဝိမယ်ပြီးပြီဆိုလို့ရှိရင်ဆရာမိဘအနားမှာသွားမယ်ဆရာနေသင်ကြားပြီးတဲ့ပရမသစမရလို့ခေါ်တဲ့နာနဲ့ခုချိန်မှာပြုတ်ပတ်တဲ့ရမယ်ရှင်းပြတယ်ဒါပူဇော်ရမယ်ဝတ်ပူဇော်များလုပ်မယ်ဒါပြီးလို့ရှိရင်ကရမှာမယ်ဒါပြီးဒီဟာလို့မလားဒါပြီးလည်းကြောက်လို့လားရှင်းလေးလုပ်မယ်ပြီးပြီဆိုလို့ရှိရင်ရှင်ပရသစရာချိန်ရောက်ပရသစရာမယ်ပရသစရာပြီးတဲ့အခါပြန်ပြီးဂုရုစီမှာပဲသူတို့အနိပါလေးရှင်းပြတဲ့ပွားမှာမခွာဘဲနဲ့ဒီချိန်ကိုတင်ကြတဲ့အရာကိုဥပနိရှတ်လို့အနိကတော့နေပြီးတော့ဆရာနဲ့တပည့်နဲ့ဟောပါတော့လက်ချမှာပေါ်တင်ပေးရတယ်အဲ့တော့ဥပနိရှတ်ဒီချောင်းပြရတယ်ရှင်းပြောရင်တပည့်တော်ကလည်းတကယ်နေလေပဲဟုတ်ပြီရောတဲ့ဒီအိမ်ကနေဆိုတော့မတရားမကွာဥတ်နည်းတော့ဟုတ်ဘယ်လိုဘယ်လိုလဲရှင်းမတင်ဟာစားပေးโอเคဒီမှာဒီနေကောနာမနေ့ဆိုရုံးလာပဲဒါရောစပ်ရဒီမရှိတဲ့လူတွေလည်းတကယ်လို့နေလာဆိုရှင်ပြောတာဆက်ဆက်ဖို့ဟုတ်လားဒါအချင်းတော့အချင်းအားဖြင့်မတရားရမှာမရမယ်ဒီလိုမှလည်းဒီမာယာကူမာဖြစ်စေဒါလို့ရှိရင်ဒီမှာဖြစ်စေဆိုလိုတာနေရာတော့ဘာဖြစ်လို့ရှိရင်ဟုတ်တယ်ဒီနာတွေရတဲ့အချိန်ပဲဟာအစုံတရားမှာပြန်မရဘူးကိစ္စမှာအာယုစုဆိုင်မလုံးပြပြီးဆောင်ရတာမာယာတွေရနိဒရာတွေရဖမ်းလို့တဲ့ဆိုတာသူ့မှာဂျက်လို့ကြည့်ဂျက်လို့နေချင်တော့နိဒရာတွေရောက်အဲ့ဒီနိဒရာနဲ့အိတ်တယ်အဲ့တော့အဲ့ဒီနိဒရာကတွန်းလာလို့တွန်းလာလို့ဆိုတော့ကုညနေနာပါလေဆိုမတ်တရားခိုင်းလို့တော့အိတ်ချိုင်မတ်တရားတာကိုလည်းငယ်တကယ်လို့ဘာမတ်တရားတော့မှရှင်းလို့ရှိရင်အိတ်ငယ်ချင်းသေးတယ်ဆိုရင်ဒီတိုင်းဆိုဒါတော့ရှားမှာအိတ်ငယ်လာဘယ်လိုလဲအဲ့တော့ဘယ်လိုဖြစ်ပါအိတ်ချင်းဘယ်လိုနိုင်မှာဖြစ်အိတ်ချင်းကိုမနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်အိတ်ချင်းကိုကျွန်တော်အရှုံးပေးရရတယ်ဆိုလို့ရှိရင်တွားပြီအိတ်ချင်းကမအောင်နိုင်တဲ့သူကတော့အချင်းချင်းဘဝရဲ့ဒီဘတ်တယ်နားတော့နောက်ဆက်ထားပြီးနောက်တော့လည်းဒီကိစ္စတွေဘုရားရဲ့ပြည်နာရအောင်ပေးလို့ရှိရင်အားလုံးကိုပြောပြလို့ရှိရင်အားလုံးကလုပ်ပြီးနိုင်မှာပေါ့ခိုင်တာအခါတောင်းတော့လည်းဆိုရင်သူရုံကြီးပါလေဒီလိုမျိုးပေါ့ဒီလိုပေါ့လို့ဒီအဲ့တော့ဘယ်လိုလုပ်နိုင်လဲလူပေါ်နေအဲ့တော့ချစ်လို့ရမရှိဘူးအဲ့တော့ဘာလို့တောင်းโอเคလက်ပိုက်โอเคgood ကျွန်တော်ပြင်လို့ကျွန်တော်ပြောရတာဆက်ပြီးပြောရအောင်ဒါကြီးပြောရအောင်ရှင်ပြရအောင်ဒါရှင်ပြတော့ဘယ်လိုကြည့်လာလဲကြာဟုတ်ပါပြီအဲ့တော့ဒီဥပနိရှတ်ကျမ်းတရားရှိကြတယ်အင်မတန်လေးတော့စီးပူကိုခက်ခဲတော့ကျွန်တော်တို့ဥပနိရှတ်ကျမ်းအဲ့တော့ program တွေတော့ဘယ်လိုလုပ်ကျွန်တော်ဥပနိရှတ်ကျမ်းဒီရှုပ်ပနိရှတ်တော့ program တွေကျွန်တော်တို့ဒီရမယ်ခံလို့ဆိုပါလေအတိညာမဆိုင်အောင်ဖွင့်ပြလာသစင်ပြီးအတိညာပဲကြာပြလာတယ်ရမယ်ခံတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်ဥပ္ပစနာကံလို့ခေါ်တဲ့ဘုဒ္ဓစိကကိုယ်ကိုဆိုင်ရာပိုင်းရတာ
တရားဟောတင်ပြီးအဲ့တော့ဒီဟာတွေဒီချမ်းမြောင်များစွာရေးသားစီရင်ပြီးတဲ့နောက်ပိုင်းမှာအထိဘယ်လိုလဲဆရာတော်ဘုရားဟောပြတယ်သူ့ရဲ့စိတ်ထဲမှာမကြည်မလင်ဖြစ်နေသေးပဲတကယ်ဆိုရင်အများပြည်သူကျိုးအတွက်ပေါ့နော်ချမ်းပေါင်းများစွာသူရေးပြီးရင်သူကျင့်တဲ့ပီတိဝမ်းမြောက်ရပြောရမှာကျင့်တဲ့ပီတိဝမ်းမြောက်ရမယ်အစာဖြစ်တယ်စိတ်ထဲမှာမချမ်းမသာဖြစ်နေတယ်မကြည်မလင်ဖြစ်နေတယ်တခုခုလိုအပ်နေတဲ့ရှင်မခံစားမှုတွေခံစားနေရတယ်အဲ့ဒီအချိန်မှာပဲပြည်တဲ့ပြတ်သူ့ရဲ့ကုတီမှာမလုပ်လေထိုင်ပြီးတော့ဇာတမဘဝင်စားတယ်စမာဓိရဟန်းတယ်ဒီစိတ်မကြည်လင်ရတဲ့အကြောင်းရင်းစိတ်မချမ်းမြေ့ရတဲ့အကြောင်းရင်းမပျော်ရွှင်ရတဲ့အကြောင်းရင်းကိုသူကရှင်းပြရင်ဒီကိုလည်းရှားကြနေတဲ့ဒီမှာပဲမပြောလိမ့်မယ်လည်းမပြောပါနဲ့ဒီလိုရှိနာဆိုပြည်တဲ့ပြတ်ရဲ့ဘုလူဘုံဒီလိုရှိနာတယ်အဲ့တော့ဒီလိုရှိနာလည်းဒီဝါမိတ်ကြားတော်ပဲပြည်တဲ့ပြတ်ရှိကိုအေးပြည်တဲ့ပြတ်အတေစိတ်ထဲမှာယနေ့ဒီချမ်းပေါင်းမြောင်များစွာကိုလူသားတွေအကျိုးပြုအတွက်ရေးသားစီရင်ခဲ့တော်များတဲ့အတေဟာစိတ်ထဲမှာမကြည်မလင်မပြည့်မစုံပေါ့မပျော်မရွှင်ပဲဆက်လက်တည်ရှိနေတဲ့အကြောင်းရင်းကတခုတည်းအကြောင်းရင်းပါလဲဆိုရင်တင်ဟာရှုဒ္ဓဘဂတိလို့ခေါ်တဲ့ဖြူစင်တန်ရှင်းတဲ့ဘဂတိအကြောင်းကိုတီးတတ်မရေးရဘူး။ဒါကြောင့်ဘဂဝါနဲ့ဘဂတ္တရိရဲ့အကြောင်းမှာရှိတဲ့ပရိယေသမ္မဒအကြောင်းကိုလည်းရှင်းရှင်းလင်းလင်းပေါ့နော်အကျုံးမပါဘဲနဲ့အကျုံးကင်းတဲ့ဖြူစင်တန်ရှင်းတဲ့အကြောင်းဆောင်ကိုမရေးရဘူး။ဒါကြောင့်ဘဂဝတ်ပရာတိဘလို့ဖြစ်မလဲဘဂဝါရဲ့တတိတာဝကတွေကနေသူတို့ရဲ့ပရိမဘဂတိကြောင့်သူတို့ကဘဂဝါကိုပရာတိမျက်မှောက်ပြုသွားတယ်ဆိုတဲ့အချက်ကိုအတင်ဟာအတိအလင်းကကိုရေးခဲ့တယ်။ဒါကြောင့်မလို့အတင်ရဲ့နှလုံးသားထဲမှာမကြည်မလင်ဒါလို့ရှိမချမ်းမသာရှင်းပြောရင်စိတ်မကောင်းစရာဖြစ်နေတာဖြစ်တယ်။အခုဒီကြားကိုရေးဖို့အတွက်အတင်ဟာစပါတော့ဒီကြားရဲ့နာမည်ဟာရှရီမတ်မဟာဂဝတ္တမ်ကျမ်းလို့ခေါ်လိမ့်မယ်။ဒီကျမ်းဟာဘာမယမူတီလို့ခေါ်တဲ့ဘဂဝါစီကစ္စရဲ့ဝိဂရဟအတိုင်းဖြစ်နေလိမ့်မယ်အဲ့တော့ဒီကျမ်းရဲ့ခြေတော်ဟာဘောနော်ဒီကျမ်းရဲ့ပထမနဲ့ဒုတိယအတွက်ဟာရှရီမတ်ဘာဂဝတ္တမ်ကျမ်းရဲ့ပထမနဲ့ဒုတိယအတွက်ဟာဘဂဝါစီကစ္စရဲ့ဒီကျမ်းနှစ်ခုဖြစ်တယ်ဒါပါလုံးပထမဒုတိယလို့ပြောတယ်ပါလုံးဆိုတာဘဂဝါရဲ့ခြေတော်များမှာဖြစ်တယ်ခြေတော်နဲ့ဆိုတာပထမဒုတိယပထမစကတဲ့ဒုတိယစကတဲ့ဒါပြီးတော့ရှိတိတိယသူရကတိတောသတ္တတောအဲ့တော့နောက်တက်လာတဲ့သတိရတဲ့ဟိုပါဘောတတိယပိုင်းနဲ့သုဒ္ဓခါရဘဂဝါရဲ့ဒုနှစ်ခုရှိတယ်ပေါ့အဲ့ဒီကအစင်းနဲ့တက်လာတဲ့နောက်ဆုံးတော့ Dasmas ကလည်းရောက်တဲ့အချိန်မှာအတွဲ30ရောက်တဲ့အချိန်မှာဘဂဝါရဲ့ဘုခမန္တလာလို့ခေါ်တဲ့ဘဂဝါရဲ့ကိညုတပ်ပေပြကိညုတပ်ပေဝေတော့ဒီမျက်နှာတော်အစင်းရောက်တယ်ဒါဆိုလို့ရှိရင်ဘဂဝါကြီးဆိုတော့ဒီဘယ်လိုပြောမလဲငယ်လေးပဲပြောအောင်နော်ဒီဥကောင်းရဲ့အထက်ဘရမရင်းလို့ခေါ်တာအမိနဲ့စုံနေတယ်လို့ဒါတော့ဗာလဲဆိုရှင်အတွဲ7နဲ့အတွဲ7အဲ့တော့ဘဂဝါရဲ့ရှရီမတ်ဘာဂဝတ္တမှာဘဂဝါရဲ့ဘာမယမူတိဘဂဝါရဲ့မူတိနဲ့ဒီဆောက်တာအဲ့ဒီကြောင့်ဒီစာရေးတော့အဲ့ချိန်မှာဗေဒရာစီယာရှရီမတ်ဘာဂဝတ္တရဲ့ဒီပထမအခန်းကိုစပြီးတော့ဘာပါတော့ဒီမန္တကိုစရုပ်ပြီးတော့ဘာရုပ်Om Namo Bhagavate Vasudevaya Om Namo Bhagavate Vasudevaya Om Namo Bhagavate Vasudevaya Janma Jasya Yato Nayadi Dhartacharthi Shavijaswara Tene Brahma Vidaya Adi Kavaye Mohyanti Yasudaya Tejovani Mridam Yata Vinimayo Yatra Trisargo Krisha Dana Sweno Sada Nirasakuhakam Satyam Param Dhimayi Tanesaနောက်ဆုံးမှာဆုံးသွားတဲ့ဝါဒသုံးလုံးအားလုံးကြားလိုက်ရင်Satyam Param Dhimayi Dhimayi ဆိုတဲ့စကားလုံးလေးကတကယ်တော့ခိုင်ပြီးချမ်းသာပဲခိုင်ပြီးချမ်းသာတဲ့စာဘုရု Dhimayi ဆိုဘုရုနှလုံးသွင်းအောင်ပြုတော်မူတာလေဆိုလို့ရှိရင်က Param Satyam Param ဆိုတော့ Param Satyam ကို Param Satyam ဒီ Param Satyam ကိုလည်းဆိုရှင်ဘဂဝါစီအဲ့တော့ပညာရှိတွေကဘဂဝါစီကစဘဂဝါစီကတို့တိုက်ရိုက်ခေါ်လို့ရှိရင်ကျွန်တော်တာမန်လူသားနဲ့အတူဖြစ်တော့ဘောပါကျွန်တော်ဘာမှမသိဘူးပါအဲ့တော့ပညာရှိစကားလုံးကျွန်တော်မတုံးတာဘူးပါအဲ့တော့ဘယ်လိုလုပ်လဲဟေးခရစ်နာဟေးယာတော်ဒီမှာတော့တိုက်ရိုက်ခေါ်တယ်ဒါပေမဲ့တကယ်ပညာရှိတဲ့လူတွေကတိုက်ရိုက်မခေါ်ဘူးဟိုကလေဥတ္တမရှလောအဲ့လိုသားလေဒါမျိုးရှိပါရမစัจจဒါဆိုရင်တော့တည်တော့ဒါဘဂဝါစီပြောနေဘယ်လိုပြောရလဲဟိုကလူတွေနားလည်နိုင်တဲ့အင်မတန်လေးတဲ့ပေါ့နော်အတိတ်ပဲရှိတဲ့စကားလုံးလုံးပြောတာ
မှာတို့ကြတော့သိမှမညာရှင်တွေဆိုတော့ဘာမှဘယ်လိုခေါ်လဲ fine tune တော့အဲ့လိုလာပဲ fine tune ဒါပေမဲ့ intelligent designer ဒါဆိုရင်တော့တကယ်တော့ပြောနေတာ Krishna ကိုပြောနေတာဒါပေမဲ့သူက scientific word ပေါ့သိမှစကားလုံးသုံးပြီးပြောတာအဲ့တော့ကျွန်တော်တို့နားမလည်တော့ fine tune ဆိုတော့ပြောတယ်အဲ့ဒီပြန်ရတော့ကောင်းပြီသူကဒီ TV မှာတော့ channel change မှာဆိုလို့ရှိရင် fine tune လုပ်ပြရအဲ့ဒီမှာသူကလူ့ကိုပြောလို့အဲ့ fine tune အခုတစ်ခါလာလို့တော့ဒီတာပါကျွန်တော်လည်းဒီလူပြောပြတယ်အဲ့တော့ဒါ fine tune ဆိုတဲ့ကောင်ကဘုရားတို့အားတော့တယ်တိတ်ပါမယ်ဆိုအဲ့တိတ်ပါမယ်ရှင်က fine tune ဆိုတော့အချင်းအဆိုပုံကိုညှို့နေဆိုတော့တည်တယ် intelligent designer လို့ပြောရင်အမှန်အတိတရားနဲ့ပြည့်ဝတဲ့လူလို့ပြောလိုက်လို့ဆိုရင် designer ဆိုရင်စက်တော်လာရုပ် design လုပ်တာဒါဆိုရင်ဘယ်လိုရှိမှာဘယ်လိုလုပ်နိုင်မှာဒါဆိုတော့အချင်းအဆိုရှင်းရတယ် GOD ခေါ်လို့ပြောလိုက်ရင်ဒီတိုင်းနေတယ်နော် GOD ခေါ် oh my god ဆိုအားလုံးနားလေဒါပေမဲ့ oh intelligent designer လို့ပြောတယ်ဘယ်လိုမှနားမလဲတော့အဲ့တော့ဗေဒရာချက်ပါတယ်စัจ jam param dhimai ဂိုင်းလေးချက်တယ်ဂိုင်းဒီမှာလည်းကျွန်တော်တို့မရွတ်တော့ဘူးနော်အင်ဒိုရီးယားရင်းပြီးတာပါဒါပေမဲ့ကျွန်တော်တို့ base stop မှာတော့ဒီဂိုင်းတွေကိုကျဲပေါင်းကရွတ်ဖို့တယ်တော့ပိတ်တယ်မရွတ်ပါနဲ့ပေါ့ဒါ Brahman တွေပဲရွတ်ရတယ်ဒါပေမဲ့အင်ဒိုရီးယားတော့ဂိုင်းတွေမှာလည်းဟိုအစီအစဉ်ခါစလို့စပြီးဂိုင်းတွေမှာလည်းပဲစားတယ်အစီအစဉ်ခါဆိုရည်ဂိုင်းတွေမှာလည်းပဲဆုံးအောင်မရပြီလေကလေးရောဒီရောမြို့သားရောမြို့သမီးအကုန်အဲ့တော့ကျွန်တော်တို့ဒီ mission တွေကြာဂိုင်းတွေမှာတော့ဟိုပေါ့ဂိုင်းတွေမှာရချမ်းမှုများအရှင်းချင်းကြားမှာပဲဆိုလို့ရှိတယ်မရသေးတဲ့လူတွေမလို့ရဘူးအဲ့တော့နောက်ဆုံးဆုံးတော့အားလုံးသိပါတယ်တနောနံကိုပရချိုဒယာအဲ့တော့ဒီမှာလဲစัจ jam param dhimai ဒါနဲ့စားတယ်ကဲဒါဆိုလို့ရှိရင်ဗေဒဖြတ်ကဒီရှရီမတ်ဘာဂဝတကျမ်းကိုစပြီးတော့ဒီအခုတော့ပြောဂျန်မာဂျက်ဆယဒဟအဲ့ဒီကနေစလိုက်ပြီးတော့နောက်ဆုံးမှာစัจ jam param dhimai ပရမစัจ ဖြစ်တော်မူသောအထာအကြီးမြတ်ဆုံးဘုရားရှင်တော်မြတ်ဟာတပည့်တော်ဒီယူချိုနှိမ့်ချစွာဖြင့်ရှိခိုးကြောပါရဲ့ရှင်မြတ်ဘုရားအားလည်းတော်ဖွဲ့အဲ့ဒီအချိန်ကျမှရှင်ပြဝါသာပီတိလိုင်းဟာရှင်ပြောရင်အနန္တပဲလုံးဝဟိုပါဘောနော်အကန့်အသတ်အဆုံးမရှိတော့ဘူးအဲ့တော့ရှင်မြတ်ဘာပဲအဲ့တော့ကျွန်တော်ခုနစပြီးတော့ဒီနေ့ကောင်းတဲ့တစ်ခုကျွန်တော်စပြီးတည်လာတော့ရှင်မြတ်ဘာပဲနဲ့ချမ်းမြတ်တရားလေးထုတ်ပြဒါဧကသစ္စတတော့အတွဲ7မှာလာလေဒီအတွဲ7မှာနေပေါင်း9000ကျော်မှာပေါ်ပေါက်ခဲ့တဲ့ရှင်မြတ်ဘာပဲနဲ့ချမ်းမြတ်ကဒီကလိယုတ်မှာပွင့်တော်မူလာတော့မဲ့ဘုရားရှင်တော်မြတ်အကြောင်းကိုပါလေယုတ်ကိုတိုက်ရိုက်ပေါ်လို့လေယုတ်လေးပေါ်လိုက်ရှင်းပြောရင်ဒါဗျာဒိတ်တော်တွေကကြိုတင်ပြီးတော့ဟောခဲ့တယ်ဘယ်လိုကြိုပြီးဟောခဲ့တော့လဲကရishna varnam ဒီနေ့ကရိယုစုကကာလမှာပွင့်တော်မူလာတော့မဲ့ဘုရားရှင်တော်မြတ်ဟာတဲ့ကရishna varnam လို့မဟုတ်တော့ကရishna varnam ကရှမ်း varnam နဲ့မေဒ varnam အဲ့တော့မုန်းပြန်ရောက်တယ်အိမ်ပြရောက်တယ်ဒါပေမဲ့တိတ်ကန်ရောက်အပြင်ဆောင်မလာတော့ဘူးတဲ့ဒါတို့ပဲနားလို့သူဟာကရishna varnam Krishna Krishna သူဟာဘုရားရှင်စီကရishna ကိုတော်တိုင်ပဲတဲ့ဘုရားရှင်စီကရishna နဲ့လုံးဝကွဲပြားခြားနားမှုမရှိဘူးတဲ့ဟိုချွတ်ဆိုတယ်တခုဒီပဲတတ်တယ် Krishna varnam Krishna Krishna Sangho သူဟာဒီဘုရားရှင်တော်များ Sangho လို့ခေါ်တယ် Sangha လို့ခေါ်တယ်အပေါင်းပါနေနဲ့လာလိမ့်မယ် Parshadam အောက် Sangho Astra ဆိုတာဒီဘုရားရှင်တော်များနဲ့သူဘုရား Parshadam Parishad လို့ခေါ်တဲ့သူရဲ့ပွားမဲ့တော်တွေလည်းပွားမြင်တော်မူလာတယ်အဲ့တော့ဘဂဝါစီကရishna ပွားမြင်တော်မမူခင်မှာသူ့ရဲ့တာဝတိဗရဏကိုလွတ်လိုက်တယ်ဒါပြောရှင်ဒေဝကီဒါပဲဝဆုဒေအကုန်လုံးလုပ်ပြီးနန္ဒယေရှုတော်ဘုရားလည်းလုပ်ပြီးဒါပြောရှင်ဒီနော်အခရုမဟာရာဇအစရှိတဲ့ဂောဂရီဒါပြီးတော့ဂောပီရီအကုန်လုံးလည်းဒီနော်ဒီဗရဂျဘူမီမှာတနည်းအားဖြင့်မသုရာမန္တလမှာအကုန်လုံးအရင်ဖွားမြင်စေတဲ့နောက်ဆုံးမှဘုရားပွင့်တော်မူလေဘဂဝါစီကရishna ပွင့်တော်မူတယ်လို့မျိုးပဲဘဂဝါจิตမှာဘုရားကလည်းသူပွင့်တော်မူခြင်းမပြုတ်ခင်မှာမလုပ်တယ်ဒီလောကမှာသူ့ရဲ့ခွာတဲ့တော်လေးဒါပေမဲ့သူ့ရဲ့ဖာကမဲတော်သူ့ရဲ့မဲတော်ဂျကရမစ္စရာဒါပြောရှင်ရှတိမာတာသူတို့အလုံးပွားမြင်သေးတယ်ပြီးမှကျင့်ကြမှာဘုရားတော်မှာလည်းဆိုတော့အဲ့တော့အပေါင်းအပါပွားတဲ့တော်တွေနဲ့သူဝင်တော်မူတယ်အစရာအဲ့တော့ဘုရားရှင်တော်မြတ်ရဲ့အပေါင်းအပါတွေထဲမှာဘာတွေကိုင်းဆောင်လာဦးမလဲဆိုလို့ရှိရင်ယန္တရာတွေပါဒီမေရိကန်တို့ကတာလို့
ဒါပြီးလို့ရှိရင်ဒီဟာမိုနီယမ်အစရှိတဲ့တူရိယာပစ္စည်းလည်းမြောင်များကြိုက်ဆောင်လာလိမ့်မယ်ဒါပြီးလို့ရှိရင်ဒီတရားရှင်တော်များရဲ့တရားရှင်တော်များအပေါင်းပါတွေကဘယ်လိုအမှုကိစ္စမျိုးကိုဆောင်ရွက်ကြမလဲဆိုလို့ရှိရင်ရက်တစ်ခုကိုဆောင်ရွက်ကြပါလိမ့်မယ်အဲ့ဒီရက်ကြီးအားပါလဲဆိုလို့ရှိရင်ရက်ကြီးစံကိတ္တနာပရာယောစံကိတ္တနာလို့ခေါ်တယ်စံဆိုတာကိတ္တဆိုတာကရွတ်ဆိုတဲ့တရားနော်စံကိတ္တနာလို့ပြောလို့ရှိရင်စုပေါင်းရွတ်ဆိုတဲ့ခြင်းပေါ့နော်ဒီအမှုကိစ္စကိုပြောမဖြစ်မနေဆောင်ရွက်ကြလိမ့်မယ်တွေ့လားရှင်မဘာလို့လဲကြိုးပြီးတော့ဗျာလေးတော်ပေးနေအဲချင်းညမဟာဘူးကဒါနောက်ပိုင်းမှာဘုရားမြတ်စွာဘုရားလေးတော်ပေးတာနောက်ပိုင်းဟောတော့ဘာဂုတ္တစပြီးရေးနေတဲ့အချိန်ပေါ့ဒါဟာရှင်တွေဘုရားမြတ်စွာဘုရားကိုပွင့်တယ်ကျန်တဲ့ကြားတွေကပွင့်တယ်ပြီနော်အဲ့တော့ပွင့်တော်မူခဲ့တဲ့ရှင်တွေရဲ့ဟောပါနော်ပုဒ်မမဆရာပုဒ်မဗရာဟနစင်္ဂဘာမနာဘာမနာပရစုရာဒါပဲစရီနာဒါကဘဂဝန်စီခရစ်ယာန်ဒီမှာလည်းအိုပါဒလို့ဒါကနောက်မှာပွင့်တော်မူလာမဲ့ဘုဒ္ဓဘာသာဒါပဲရှိတဲ့မြတ်မဟာပရဗုအစရှိတဲ့လူတွေအကြောင်းလည်းဒီရှိမဘာဝတ္တတဲ့မှာထည့်ပြီးရေးပါပြီးတော့ဒါဆိုလို့ရှိရင်ရှင်းပြလို့ရှိရင်श्रीमद् भागवतम जामियाရဲ့ဒီမင်းကြားချက်တွေအားလုံးဘယ်တော့တိကျမှန်ကန်လဲဆိုတာပါမြေကြီးကိုလည်းနဲ့ပို့ရင်လွဲချင်လွဲနိုင်တယ်श्रीमद् भागवतमပြောတဲ့မင်းကြားချက်ကတော့လုံးဝလွဲဘူးအမှန်တည်းအဲ့တော့ထပ်ပြီးပြောပါလေယယေစံကိတနပရာယေယဂျန်တိဟိသုမေဒသဟအဲ့တော့ဒီလိုစံကိတန်လို့ခေါ်တဲ့ဘုရားရှင်ရဲ့နာမတော်ကိုစုပေါင်းရွတ်ဆိုတဲ့ခြင်းအမှုကိစ္စကိုဘယ်လိုဆောင်ရွက်တော်မူလဲသုမေဒသဟမေဒသဟဆိုတာရပါပြီဘုရားကြာရင်များခိုင်ပါလောက်နေပါလေရဆိုရတယ်တိုင်တိုင်းကောင်းစုသွားတယ်စားစုစားတယ်ဒီလိုပြန်ပါဒီလိုပြန်နေစိကံနော်စိကံဆိုတာဒီလိုဒီလိုရဲ့စိကံရှိရင်ဘာပေါ့အသက်16နှစ်19နှစ်ရောက်ပတ်ကားလို့ပြောတာပြီဘယ်လိုမှရှင်းလို့ရအောင်ပေါ့မေတ္တာစဟောဆိုအတိညာရှိသူများမေတ္တာစပါလေမေတ္တာစတော့ပါလေအတိညာရှိသူများက intelligent person ပေါ့အဲ့ဒီရှိမှစုဝေလာတယ်အဲ့တော့စုရအတိတ်ကပါလဲဆိုတော့ကြည့်အောင်စွာဂတ္တဆိုပါလေကျိုးစွာသည်စုစွာဂတ္တဆိုရင်လိုက်လေတော့ကျိုးစွာသည်လိုက်လေဆိုတော့ကျိုးစွာလည်းပို့ပြီးတော့ရှင်းပြောရင်စိတ်ပါလဲပါတော့ကျိုးစွာလာထိုဒီတောင်ပဲမေတ္တာဆဟဆိုရင်အတိညာရှိသူများစုမေတ္တာဆိုရင်အလုံးအတိညာရှိတဲ့လူတွေပဲဒီစံကိတ္တလို့ခေါ်တဲ့ဘုရားရှင်နာမပြုစုတဲ့ဒီကိုဆောင်ရွက်ကြလိမ့်မယ်အဲ့တော့ခုကကိုယ်စဉ်းစားပြီးတော့ကိုကအတိညာရှိတဲ့လူလားအတိညာမဟုတ်ဘူးလားစံကိတ္တအမှုကိစ္စမှာပါဝင်နေဆိုရင်သူကဒီကြတော့ဟောပေါ့အတိညာရှိသူဖြစ်စေအတိညာမရှိသူဖြစ်စေသူကအတိညာရှိပြီးသားပဲစံကိတ္တဘာကြောင့်လဲဒီအကြောင်းအရာကိုသိနေဖြစ်စေမသိနေဖြစ်စေဒါပေမဲ့သူဆောင်ရွက်လာရင်လည်းလူတွေရောက်လည်းသိလာမှာပေါ့ကဲဒါဆိုလို့ရှိရင်श्रीमद् भागवतम မှာအခုကလီယုတ်သုတ်တကာလမှာပွင့်တော်မူရမယ့်ကျင့်ညမဟာပရဂုဂေါရံဂမဟာပရဂုဘုရားရှင်တော်များအကြောင်းကျွနေပြီးတော့အဲ့ဒီလိုရေးအဲ့ဒါကျွန်တော်ကိုကလာ श्रीमद् भागवतम ကျမ်းတစ်ခုတည်းပဲရှိသေးတယ်ကျမ်းပေါင်းမြောင်များစွာရှိသေးတယ်ပေါ့နော်အဲ့ဒါနောက်ရက်ဒီမှာပြည့်လျော်လို့ပေါ့နော်ကျွန်တော်ဟောပါလေရွေးချယ်ပြီးတော့အားလုံးရှိမှာပြောပြမယ်ပေါ့အခုအချိန်လည်းဒီစဆိုတော့နည်းနည်းကျွန်တော်နောက်ကြရဲဖြစ်လို့ပါကျွန်တော်စာရနိုင်လေးရတယ်စမနဲ့ငါ့နဲ့ပြောတာအဲ့ဒါအားနိုင်ဒီစားလားဘူးကြီးအဲ့ဒီလက်slow ကတော့ဒီလက်slowကျွန်တော်ရုပ်ရတဲ့နမောရှိခိုးကလောပါရေးရှင်ပြမဟာဝရညာယောအဲ့တော့ဝရညာယောဆိုတာဟောကျင်နာတနာတတော့ဒါပြီးလို့ရှိရင်ဟောပေါ့ကေတေဆောင်မစိတ်ပေါ့ကေတေဆောင်မလို့စိတ်ရှိတော်လို့ပြရတတိယပြည့်မေတ္တာတရားကြီးမားတော်မူသောအရှင်ဘုရားကိုဒီဘေယမဟာပရညာယောအဲ့ဒီပရညာယောဆိုတဲ့အရှိမကတ်ပြောစကားကောင်းလို့လေမဟာပရညာယောဆိုတော့ဒီပဒကြီးမြတ်တော်မူသောကြီးမားတော်မူသောကျေးဇူးပြုနာရှိတော်မူသောဘုရားရှင်တော်လေးအဲ့ဒီစကားလုံးကအင်မတန်လေးပဲရှိတယ်။ဘာကြောင့်သူ့ကိုအင်မတန်တော့ကြီးမားတော့ပါလေကျေးဇူးမြတ်တာတော်ရှိတော်ဘုရားရှင်လို့ပြောချင်တာလဲဆိုလို့ရှိရင်သွားပေါ်စတ်
နာခဲ့ခြင်းချီးမြှင့်ခဲ့ခြင်းမရှိတော့ဘုရားရှင်စီခရစ်ယာရဲ့ pray လို့ခေါ်တဲ့ပြုစင်တန်ရှင်းတဲ့မေတ္တာကိုအယုတ်အလတ်အမြမရွေးစေချမ်းသာမရွေးပေါ့လူတိုင်းမှာဖြန့်ဝေတော်မူနိုင်တာရှင်တို့ရဲ့ဘဂဝါစီခြင်းနဲ့မဟာပရဘုတတိယမြေဂေါရံမဟာပရဘုကြိုက်လို့ပြောပါတတိယမြေဒီမာနောက်တတိယမြေဘီရှွန်ဘောကြိုက်လို့ပြောတာတွေ့ရနာမယ်သူတဆူသေးပဲဘီရှွန်ဘောလို့ခေါ်တဲ့မွေးလာတဲ့အချိန်မှာဒါလို့ရှိရင်နင်းလို့ခေါ်တဲ့တမာဘေရဲ့အောက်မှာပွားမြင်လာတဲ့အတွက်ကြောင့်သူတို့ဒီမာgo around theရွှေဝါရောင်အစစ်ဆောင်မှုသူက go around လို့ခေါ်တယ်ဒါပေမဲ့ go around ဒီရွှေဝါရောင်အစစ်ဆောင်လို့စရိမတိလာတာကိုဘာလို့ခေါ်လဲ go around ဒီဘက်မှာလည်းရွှေဝါရောင်အစစ်ဆောင်လို့သူနာမည် go around the ရွှေဝါရောင်အစစ်ဆောင်လို့နာမည်အဲ့တော့ဒီပြန်ရှင်တော်ကတဆူလေးပဲတွေ့လာမယ်တနည်းတစ်ချိန်တစ်ခါလေးမှာသူကပฏิသဘာဝဖြစ်တယ်ပြောမယ်တခါတည်းမှာသူကဘတ်တဝဆလာဖြစ်တယ်ပြောလာမယ်တခါတည်းမှာဒီနနာပြောလာတယ်နှိမ့်ချတဲ့လူတွေကိုကဲတဲ့ဘုရားရှင်လို့ဆိုတာဒါမဲ့သူကတော့လူလေကိုရံဂယ်လို့ခေါ်တဲ့ဘုရားရှင်ဆိုတယ်အဲ့တော့နမောမဟာဝရဏယောကရishna prema pradayati krishna prem လို့ခေါ်တဲ့ကရishna ဆိုလို့ရှိရင်ဒီမှာတော့အတိအကျပေါ်တာပေါ့တကယ်တော့တရားစီပါဒါတော့ krishna ဘုရားရှင်တော်မြတ်တာမှာကျွန်တော်တို့ကလေပေးသနာရမယ်တော့ဘဂဝါစီကရစ်နာကိုဖြူစင်တာချင်းနဲ့ pray ပေါ့ဖြူစင်တာချင်းဆိုတာဘာလို့ပြောနေတာလဲဆိုလို့ရှိရင်ကိုချိုးမပါရဖြူစင်တာပဲကိုချိုးပါနေတဲ့ကာလပါတော့ပြည့်ရမ်းနေတော့ဖြူစင်တာအဲ့တော့ဒီတော့တဲ့ဒီမှာထားရှိရမယ့် pray နာပါလေကိုချိုးမပါဘူးဘဂဝါစီကရစ်နာကိုချစ်တာကိုလည်းပဲဘဂဝါစီကရစ်နာကိုတကယ်ချစ်တာလို့ဆိုလို့ရှိရင်ဘဂဝါစီကရစ်နာချစ်ချင်တာတွေကိုဒီကိုကြိုးစားပါလိမ့်မယ်တကယ်လေးဘဂဝါစီကရစ်နာတခုခုကျွန်တော်စီကနေတောင်းဆိုတယ်ဆိုလို့ရှိရင်ပေးဖို့အတွက်ဝန်မလေးတဲ့ကျွန်တော်တို့အဲ့ဒီတက်နိုင်ပါမလားကျွန်တော်တို့ပြင်နိုင်တယ်ဘဂဝါတောင်းလို့ရှိရင်မပေးနိုင်ဘူးအဲဘဂဝါချစ်စေတဲ့ဆန္ဒအတိုင်းလည်းကျွန်တော်တို့မဆောင်ရနိုင်သေးဘူးကျွန်တော်ဆောင်ရနေတာတွေအားလုံးပါပါတယ်ကိုယ်တည်းကြီးပဲကိုဖြစ်ချင်တာတွေပဲဘဂဝါကျွန်တော်စမတ်ဖုန်းလေးကိုရမှာပြင်ပါကျွန်တော်ကိုတို့တဲ့တောင်းနေတာဘဂဝါကျွန်တော်မနေ့တခုပေးနေတာဘာလို့မပေးသေးရလဲမနေ့ကဖြစ်ချင်ပြီမနေ့နဲ့နေတယ်ဘောဗြဟ္မကြာတိနေဘဂဝါရဲ့ဆေဘာဘောဒါဘဂဝါကျွန်တော်မပေးဘူးအဲ့တော့ကျွန်တော်ကဘာဖြစ်လဲကိုကျိုးပေါ့နော်ကိုကျိုးတဲ့ရှာနေတော့အဲ့တော့ကိုကျိုးတဲ့နေပြီကာလပါအဲ့ဒီဘဂတိဟာဖြူစင်တဲ့ဘဂတိဖြစ်နေတာဖြူစင်တဲ့ပြေမဖြစ်နေတာအဲ့တော့ဒီနေ့ဘာလို့ကျွန်တော်တို့အားလုံးစီမံလာပြီးတော့ပေးသနာချင်းမြင့်တော်မူတဲ့ဘောရဏမဟာဘုရားကသူ့ရဲ့ကိုကျိုးမပါဘူးသူကအယုတ်လပြန်ပြီးလို့ဆိုကြည့်လေပိုစัจจุမှာမဖြစ်နိုင်ခဲ့တဲ့အရာပေါ့နော်စัจจุမှာသမုဒ္ဒရမထံလို့ရတဲ့အဓိကအကြောင်းရင်းပါလေပြောကြည့်ပါဦးသမုဒ္ဒရမထံလို့ခေါ်တဲ့သမုဒ္ဒရာကိုဘာကြောင့်မွေနောက်ရတာလဲအပရိစ္ဆာတွေပါနေအဲ့ဒီအပရိစ္ဆာဘာလို့ခေါ်လဲရှင်တို့ဒေဝတာလေးအပရိစ္ဆာကိုရပြီးတော့ရှင်တို့ရှင်သူတို့ကိုယ်တိုင်ဘာပေါ့နော်မသိတော့တန်းတန်းမှမရှိပြီးတော့လူသားတွေအားလုံးလည်းကောင်းကျိုးပြုနိုင်ဖို့အတွက်ရည်ရွယ်ချက်အဲ့တော့အဲ့ဒီအပရိကိုအခုပြောပြီးဒေဝတာလေးကောင်းကျိုးအတွက်အပရိကိုရရှိဖို့တဲ့တခုရည်နောက်ပါလေဒါဆိုကျွန်တော်တို့ကကြည့်ပါတော့တစ်ဖက်မှာဒေဝတာတွေရှိတယ်တစ်ဖက်မှာအဆုတွေရှိတယ်အဆုတွေကြတော့အပရိမပေးဘဲနဲ့ဘာကြောင့်ဒေဝတာတွေကိုကအပရိပေးတာလဲတရားလားတစ်ဖက်ကကြည့်ဟိုပါတရားလူကြီးရဲ့ရှင်းပြောရင်တရားပုံကနေကြည့်မယ်ဆိုလို့ရှိတော့မတရားပေးသူပေးပါဘာလို့ပေးကြတာလဲသူ့ကိုကြတော့ပေးပြီးသူ့ကိုကြတော့ဘာလို့မပေးပဲထားတာဟုတ်ပါပြီအဲ့လိုစัจจุမှာဖြစ်ခဲ့တဲ့မတရားတဲ့ရှင်းပြောလို့ရှိရင်တရားစီရင်ဆုံးဖြတ်မှုဒီကလေးကိုစုပ်ကပ်ကာလမှာတော့ကျင့်မှာဘလို့အဲ့လိုမဖြစ်စီတော့တရားတစ်ဖြစ်ပေါ့အယုတ်အလတ်အမြတ်တွေစေရချမ်းသာတွေလူပွင့်လည်းပွင့်စီလူအသက်ရှင်လည်းရှိပါစေအသားမဲရင်လည်းဖြစ်စီအသားပြင်းလည်းဖြစ်ပါစေတင်လူဖြစ်ချင်တဲ့ဒီတင်လူမဖြစ်ချင်တဲ့ဒီပဲတွေ့တဲ့လမ်းမှာဖြစ်တယ်ခရစ်ယာန်ပြည်ဆိုပြီးနော်ဒီရောသူမေနိဇာတတပါကြောင့်ပါတိယချင်းနာဟောတော်ကြည့်ရတော့ကျန်မှာဘုရားနေ
နေရာတိုင်းမှာဟရိနာမစကိတံပေါ့နော်ဒီဟရိကစ္စမဟာမုဒ္ဒကိုရောင်းတဲ့ဈေးဆိုင်လေးတွေဖွင့်လို့ရမယ်ပေါ့နာမတ်စက်တာလေးဈေးတိုင်းဈေးလေးတွေပေါ့ဖွင့်ပြီးနေရာတိုင်းမှာဒီလိုတိုင်းမျိုးတိုင်းတက်ွက်တိုင်းလိုက်ပေါ့ဒါပေမဲ့သူ့ရဲ့အမိန့်တစ်ခုကသူ့ရဲ့တတိတာဝကတွေကိုပေးတာလေကျန်တဲ့တော့ဦးနဲ့အရိဒါသူတို့အမှုပြုတဲ့တတိတာဝကနောဒီယာဂောဒရမေနေချာနန္ဒမဟာကြောပါတိယချေနမောဟတဇိဝိရောကာရောဒီနောဒီယာလို့ခေါ်တဲ့ဒီပါကုလမနေချာနန္ဒမဟာကြောလူသားတွေထဲမှာအမြင့်ဆုံးနှလုံးသားပိုင်ရှင်ဖြစ်တဲ့နေချာနန္ဒဘုရားအရိဒါစကုတွေ့တဲ့လူတိုင်းကိုငါဘုရားရှင်တော်မြတ်နာမရွတ်ဆိုတဲ့ဝေငါဘူးဘုရုဆရာရဲ့အခါပြချင်းကိုမတောင်းလိုက်ဒါမဲ့တရားအဲ့ဒီလူတွေကိုတော့ဘာပြောရမလဲဆိုရင်သရဒဝံဂျွန်ဟေသရဒဝံဂျွန်အတိတို့လူသားအားတော့ဒီဘုရားရှင်တော်မြတ်ရဲ့နာမတော်ကိုရွတ်ဆိုတဲ့ခြင်းနဲ့ပေါင်းဝင်ခြင်းဆိုလို့ရှိရင်တော့ဘာလို့လဲသရဒလို့ခေါ်တဲ့ယုံကြည်မှုလေးလို့တော့ကျွန်တော်စီမှာအတူပြည့်ကြပါသရဒဝံဂျွန်ဟေသရဒဝံဂျွန်ဓမ္မလေးကလည်းယုံကြည်မှုရှိတဲ့လူတွေလေးအဲ့တော့အမိခံပါတယ်ဘုရားရှင်နာမတော်ကိုရွတ်ဆိုတဲ့ပြီးတော့ပတ်စံလည်းမကောင်းကျွန်တော်တို့ဆိုရင်တော့ရှင်ရဲ့ basic တစ်ခုဆိုအလက်ကမပေးချင်ဘူးနော်ရောင်းနေတာပတ်စံရမှာအလက်ကဘယ်လိုလုပ်လဲဒါပေမဲ့ညမှာဘုရားတို့တွေ့တဲ့ဘယ်တောင်းလို့အဲ့ဒီစမဟာမရွတ်ဆိုစေဖို့လေအလက်ကမဝေးကျွန်တော်စီရည်အခါချင်းတွေတောင်းဒါပေမဲ့တောင်းနေသူကယုံကြည်မှုလေးတော့ထားပြီးပါဆိုတာယုံကြည်မှုမရှိဘဲနဲ့ရွတ်ဆိုရင်လည်းအကျိုးမရှိဘူးလားဆိုတာအကျိုးမရှိတာမဟုတ်အကျိုးရှိတယ်ဒါပေမဲ့ဟိုကအချိန်ကြာတော့မှမေးတာအလျင်အမြန်အကျိုးရှိနေတယ်အကျိုးဖြစ်လို့နေတယ်ဆိုလို့ရှိရင်တော့သူကယုံကြည်မှုစကားလေးတစ်ခုတော့ပေးပါအဲ့မှာတော့ရှော့ပြောလာတော့သူရဲ့ဆုံးမဟောတာလည်းအများကြီးဒါကြောင့်ဒီအရာလေးဒီမှာလေးပေးလိုက်တော့အခုနအားလေးဆက်နမောမဟာဝရညာယောခရစ်ယာန်ပရေလို့ပြောတယ်ဘုရားရှင်ရဲ့ပြုစင်တာရှင်တဲ့ပရေကိုကျေညမဟာဘုရားကခုနပြောတဲ့အယုတ်အလက်မြတ်မရွေးတာဟိန္ဒူဒါပြီးတော့ဘာသာမရွေးအဲ့ဒါတွေဖြန့်ဝေသနာဖြန့်ဝေပြနာလို့ဘုရားရှင်ပို့လို့လည်းဘုရားကျောင်းမှာတတိယလုံးစာမြန်းတော်မူနိုင်ပါလေရဲ့ဘုရားကျောင်းကလေဘုရားကျောင်းကိုစွတ်မတက်ပြီးတော့လာနိုင်ပါသူကလည်းချင်းချင်းလျှောက်လာပြီးတော့ဒီဘုရားရှင်နာမတော်ရွတ်ဆိုတယ်ဘာလို့ရွတ်ဆိုတယ်ပြီးတော့ဖြန့်ဝေပြအားလုံးလိုက်ပြီးရွတ်ဆိုတယ်စီဖို့အောင်မကြောင့်ပြောလာလေကရစ်နာယောခရစ်နာချေတညာနာမီသူရဲ့နာမတော်ပါလေကရစ်နာချေတညာနာမီကရစ်နာချေတညာလို့ခေါ်တယ်ဒါလည်းတကယ်တော့သူရဲ့ဟိုပါဘောနော်စိတ်ညစ်မယူခဲ့မှာသူရဲ့နာမည်ကချေတညာဒါပြီးတော့ဂေါရံဂနီမိုင်ဒီရှောဘာဒီအစရှိတဲ့နာမည်တွေပဲရှိခဲ့တယ်စိတ်ညစ်လည်းပေးလိုက်တဲ့အချိန်မှာသူ့ရဲ့ဘူရာတိဒီကလေးကတော့လူမိုက်တယ်သူ့ရဲ့ဘူရာအများကြီးဟုတ်ဘာသင်္ကြန်ပြီးမှလည်းဘာသင်္ကြန်ပြီးရင်လည်းတတ်မှာမဟုတ်ဘူးလားသူကအမြဲတမ်းစုံပြီးတော့ခါနေတယ်ဟရေခရစ်ယာန်ခရစ်ယာန်ဟရေရာရာမဟရေဒါဆိုပြီးကနေအဲ့တော့သူ့တော့မဖြစ်တော့ဘူးအဲ့တော့သူ့တော့ဒီစုံကတခုတည်းကိုပဲသူဟောချစ်တဲ့အားထုတ်စီတော့ဘာလို့သူ့ရဲ့နာမည်ပါပြောလဲခရစ်ယာန်ကျေတညာအဲ့တော့ကျေတညာဆိုတာလည်းတော့ကျေတန်လို့ခေါ်တယ်စေတညာမြန်မာလိုစေတသိက်စိတ်ဆိုအမြဲတမ်းတော့စိတ်နဲ့ရှယ်နေအောင်စိတ်နဲ့တော့အမြဲတမ်းတတိယအနုတတိနဲ့ရှယ်အနုတတိဆိုတာလည်းအနုဆိုတာအနုဆိုတာအနုဝါနေအနုဆိုတာအကဲနဲ့အကဲခါလေတတိဆိုတာရှယ်တော့တိခုနကပြောတဲ့စိတ်နဲ့စိတ်တဲ့အဲ့တော့ဘာမှစိတ်ဆောင်အမြဲတမ်းစက္ကန့်တိုင်းမှာရှယ်နေတတိယတစ်စက္ကန့်တစ်မိနစ်မျက်စိတမိတ်ရတယ်ပြောင်းလဲရှိတယ်ဆက်လာလုံးဝအကျမရမနာပဲဒါကြောင့်လို့သူအစ္စလာမ်ကျေးဇူးနာမည်လာပေးတယ်သူရဲ့ဒါစညတ်ကဘွဲတယ်လို့ပြောပါတယ်အရင်ကတော့ဘောရောင်ကဒီစမ်ဘာနီမိုင်အစရှိတဲ့နာမည်တွေချင်းရှားခဲ့တော့လေစညတ်ဒီဘောင်ကိုဝင်တဲ့အချိန်မှာတော့သူ့ရဲ့ဂုရုကေရှဘဘာတိမဟာရကဘာလို့ပြည့်လဲခရစ်ယာန်ကျေတညာဆွာမီကိုကစ္စတဲ့နေစတဲ့နာမည်တွေရှားတယ်ဂေါရရှိနမောဂေါရဆိုတာသူကဂေါရဆိုတာချူစစ်တန်ရှင်းအောင်ပြောတယ်ချူစစ်တန်ရှင်းတာဆိုတော့အပြစ်ကင်းစင်တယ်တရားရှင်ဖြစ်မှာတော့အပြစ်ကင်းစင်မှာပေါ့ပါတယ်အရှင်ပြောရင်အပြစ်ရှိတာကျွန်တော်တို့ပဲပြစ်ရှိတာမဟုတ်လူသားတွေပဲအပြစ်ရှိတာတရားရှင်ဆိုတော့ဒီလောကကိုကြွမြတ်တော်မူပြောလဲပါပြီသူကပိတ်ကြတဲ့ပေါ်ရေပတင်လို့ပဲပေါ့ပါလေ
ဘရုံမာကြာရွက်ဒါပြီးတော့ဘရုံမာကြာဖန်းတို့ဒီရှုံွန်ထဲမှာမွေးပွားလာခဲ့တာမှန်တော့လေသူ့ရဲ့ဖူးပွန်းတဲ့အချိန်မှာကျတော့ရေပြင်ပုံတော့ဖူးပွန်းပလိုက်ရေနဲ့လုံးဝမကြည့်တော့ဆိုလိုတာရှုံွန်ဟိုပါတော့အကြီးအကြီးရသူ့ကိုလုံးဝမကြည့်တော့လုံးဝတတ်တတ်ရှင်းရှင်းနဲ့ပုံမှာဟိုပါတော့လွတ်လာထိစပ်မှုမရှိဘဲနဲ့ဒီမှာဖွင့်တော့အဲ့တော့ဘုရားရှင်တော်မြတ်တို့ဒီလေရှင်သူစေတန်ရှင်တဲ့ဘုံခံရတဲ့ဒီလူပြည်ကိုတက်ဆက်လာလို့သူတို့မှညဉ့်ညမ်းသွားသလားဆိုရင်ညဉ့်ညမ်းသွားခြင်းရှိဘူးခုနပြောတဲ့ဒီစတ္တရဂျတမလို့ခေါ်တဲ့ပုံရတဲ့သူ့ကိုညဉ့်ညမ်းအောင်လုပ်လို့မရဘူးသူကပါလေနိဂုဏယောဂုဏတမနိနိဂုဏယောဆိုတာစတ္တရဂျတမဂုံတွေဒီမှာမရှိဘူးလို့ပြောတာဒါတော့ဂုံမရှိဘူးလားဆိုလို့ရှိရင်မဟုတ်သေးဘူးဂုဏတမနိဂုံအပေါင်းနဲ့လည်းပြည့်စုံနေတယ်အဲ့ဒါပါလေစတ္တရဂျတမဂုံရဲ့အလိုမှာရှိတဲ့ကြီးကျယ်မြင့်မြတ်တဲ့ဒီပြဂုံပေါ့တာဝန်ကြီးမြတ်တဲ့ဂုံတွေနဲ့လည်းအစစ်အပြည့်ပြည့်စုံနေတယ်ရှိတယ်ဒါဘုရားရှင်ရဲ့အတွက်တဘာဝပဲတရားရဲ့ဘုရားရှင်ရဲ့တတ်သိတယ်ဟောဒီဟောဆိုတယ်ဒါတော့ဒီစိနေတော့ဘောရတဲ့တော့ဂေါရဏမဟာဘုရားရဲ့သူ့ရဲ့နေရောနဲ့နေတိဇေယကောင်းတော့ဟောနော်အတိတရားများကိုဆွေးနွေးနေတာဖြစ်တယ်ဂေါရရှိနေမှာဂေါရအစဉ်တန်ရှင်းတာလည်းရတယ်ဒါပြီးတော့ရွှေဝါရောင်ဆင်းဆောင်တာလည်းရတယ်ဒါဆိုတော့ဒီမှာတရားနဲ့စထုတ်ပြလိုက်တယ်နော်ပထမပါလေရှင်ဘာဂရံကျမ်းလာပေါ့ကျေညမဟာပရဘုပွင့်တော်မူတဲ့အကြောင်းကျေညမဟာပရဘုဂေါရဏမဟာပရဘုတိုက်ရဲ့စကလုံးမပါဘူးနော်ပြန်ပြီးဆိုပြခရစ်ယာန်ဝရဏံပိစာခရစ်ယာန်သံဃောပံဂစရပါရှရံယယေသံဃိတနာပရာယေယဂျန်တိဟိသုမေဒသဟကျေညမဟာပရဘုဆိုတဲ့စကလုံးလုံးဝပါဘူးဂေါရဏမဟာပရဘုဆိုတဲ့စကလုံးပဲမပါဘူးဒီမိုင်းဆိုတာလည်းမပါဘူးဒါပေမဲ့ဒီစလောကဘယ်လိုပြောပါလဲကျေညမဟာပရဘုပွင့်တော်မူတော့မယ်လူလေးမယ်ခရီးမှာကြည်ဟာဒါပေမဲ့ဘုရားဘဂဝါပွင့်တော်မူမယ်ဆိုဒီရှင်ကဘာလို့လဲစာရေးတယ်မှာဘုရားဘဂဝါကိုဖွင့်နေတယ်ဘုရားဘဂဝါတက္ကိနဲ့ထောင်ကျော်မှာဖွင့်တော်မူခဲ့ကျေညမဟာပရဘုကတော့တက္ကိ900ကျော်မှာဖွင့်တော်မူခဲ့ကျွန်တော်တို့ဒီနေ့ကောင်းမှာပြောပါတော့ဒီပိုလီမှာအများသိတယ်ရပါတော့ဒီလိုအများစုသိတယ်ဒါပေမဲ့ဒိုးပိုလီမှာရှင်ကဒိုးပိုလီမှာလို့လည်းပြောတယ်ဒါပေမဲ့ဂေါ်ပိုလီမှာဘုရားငါမှာဘုရားဖွင့်မှာဒါပေမဲ့ဒီလောက်ဘာလာလို့ခေါ်လဲဖာလဂွန်ဟုတ်တယ်မလားဖာလဂွန်ပိုလီမှာဒီလောက်ဖာလဂွန်ပိုလီမှာလို့လည်းပြောတယ်အဲ့တော့ဒီပိုလီမှာကျွန်တော်ကြိုးပြီးတော့ဒီဂေါရဏမှာဘုရားပတ်တဲ့အကြောင်းအရာလေးတည်တောင်းနေရမယ်ပေါ့ဒါလေးကိုသိဖို့ပဲကြိုးစားနေတာဖြစ်တယ်အဲ့တော့စပါပြီအကြောင်းအရာခုမှစကျွန်တော်ခုနကြိုးပြီးတော့အကြောင်းအရာကိုအဲ့တော့ဒါလေးကြည့်အောင်ကျွန်တော်လည်းမပြင်စရာဘူးတကယ်ဆိုရင်ဒါကမရှားဘူးဒီက presentation တွေပြင်ထားတယ်ကျွန်တော်ကဘယ်လာလဲဆိုရင်ကျွန်တော်အိန္ဒိယကိုအားရကျွန်တော်ဒီနေ့မနေ့ပဲပြန်ရောက်တယ်အဲ့တော့ဘယ်လိုဖြစ်ပါဒီစတာကိုသူကဒီပေါ်မှာရေးတာစေတနာမဟာပရဘုကလီယုကေပါဝန်အဝတာဆွမ်းအဝတာကလီကျင်းမဟာပရဘုပြန်ဆိုတော့များအဲ့တော့အားလုံးတတိလေးတစ်ခုထားပါတော့ဒီចេတနာမဟာပရဘုကိုပဲမဟာလို့စကားလုံးတုံးလာပါမယ်ဒါလေးမှာနိတ္တနန္ဒမဟာပရဘုလို့ပြောရင်မှားတယ်ဒါတော့အတွေ့အကြုံမဟာပရဘုလို့ပြောရင်လည်းမှားတယ်ဒါပြီးတော့သီဝမဟာပရဘုလို့ပြောရင်လည်းမှားတယ်ဂရဒရမဟာပရဘုလို့ပြောရင်လည်းမှားပါလိမ့်မယ်ចេတနာမဟာပရဘုတသုဒီကိုဒါလေမဟာဆိုတဲ့ပရဘုဆိုတဲ့စကားလုံးတော့ကျန်တဲ့ဟာတွေတော့ပရဘုလို့ပြောလို့ရတယ်မဟာဆိုတဲ့စကားလုံးမတုံးပါနဲ့မဟာဆိုတဲ့ဘွဲ့ဟာចេတနာမဟာပရဘုတသုတဲ့ပဲတဘာလေးပဲပိုက်ဆိုင်ပါလေဒါလေးတော့မှတ်ပါအဲ့တော့ចេတနာမဟာပရဘုကလီယုကေပါဝန်အဝတာအဲ့တော့ကဲတင်ရှင်လို့ပြောအောင်နော်ကလီယုကေရှင်ပြောရင်ဟောလူလို့ပြောတာတဲ့တရဝါအားလုံးကိုကဲတင်ရှင်လို့ပြောရင်ဘိုးဝိမှန်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ចេတနာမဟာပရဘုရဲ့ဗေဒနာယာထာရှိတယ်ဒီဇဂနပူရိယနေဗေဒနာဘုံကိုယာထာလို့တာအဲ့ဒီအချိန်မှာယာလိဘောင်းလို့ခေါ်တဲ့ဒီတော့မြမဲကြီးမှာចេတနာမဟာပရဘုကသူ့ရဲ့ဗက္တာဘရဝါချာရနဲ့ဒီဆန့်တော်မူတယ်ဒီကြွားအဲ့ဒီအချိန်မှာအဲ့ဒီတော့ထဲမှာတော့အသားရဲ့တလိဆိုနေအများကြီးပဲကျောင်းဆရာကောင်းတဲ့ကြားနေရှိတယ်ချက်တိနေရှိတယ်မွေနေရှိတယ်တမင်နေရှိတယ်ရှင်းလို့ရင်တရဝါမျိုးစုံဒါမဲ့ចេတနာမဟာပရဘုက
ရှင်းပြောဒီတိုင်းပြိဿံတကောင်မှပြပါဖြစ်တယ်တတိလည်းမထားဘူးသူကတော့ဖြစ်တယ်အရိနာမစကိတမှာနှစ်မျောလေးရှိတယ်ရွှေဆိုတဲ့ဇေဂျင်းနဲ့ကခြင်းသူ့နောက်မှာလည်းတော့တဲ့ချိုလဲပါလာတယ်သူ့ရဲ့အနိကတော့ကိုရံတော့ဘလဝါချာလေအဲဘလဝါချာလေကတော့ဒီတော်ကြီးတွေမှာဝင်လေနေပါဖြစ်တယ်သူကတော့စိတ်ထဲအကြောက်လာနေပြီပဲဘာတွေများဖြစ်လာမှာလဲတော့လည်းတဖြည်းဖြည်းမောင်းလာနေနဲ့လာတယ်အားရတိစံရတယ်ကွန်ပျူတာမှာပုံပြီးတိုးလာတယ်များလာတယ်ဆယ်နေတယ်ဟာဘယ်လိုများလုပ်မှာလဲအခါမှဒီလိုအတွေ့အကြုံမရှိဘူးကျွန်တော်လည်းရှင်းပြောရင်မောင်းနေတဲ့တော်ကြီးတစ်ခုတည်းမှာကျွန်တော်တို့လွတ်လိုက်ရင်သွားရပါမှာအဲတော့အတန်ရလည်းအမျိုးကြားမယ်တော်တွေမှာအတန်လေးဒါဆိုလို့ရှိရင်စိတ်နှလုံးချောထားကြတယ်ဒါမဲ့ကျန်ကျန်မှာဘုရားအဲ့ဒီဘာမှတတိမရဘူးတော့စေကစ္စချေတန်ညာမဟာပရဟုဆိုတဲ့အတိုင်းပဲဘဂဝါစေချေတန်ညာကိုစမရလို့ပြီးတော့ဘဂဝါစေကစ္စကိုစမရလို့ပြီးတော့အောင်မေတ္တရိယပဲသူတွေ့ရတော့ကြားရတယ်ပဲHare Krishna, Krishna Krishna, Hare Hare, Hare Ram, Ram Ram. Not the same now. What shall you listen to? I'm not taking you. Hare Ram, Ram Ram. Not that yet. Hare Krishna, Krishna Hare Ram, Hare. Hey, Sidila. Wait, okay. Hello. ရွပြီးတော့ဝင်လာလို့ရှိမှရှင်းပြောရင်ကြားတကောင်တော့ပါသူလည်းရှင်းပြောရင်နည်းနည်းချိုက်ချိုက်လေးပြောတာနည်းနည်းချိုက်အဲ့တော့ကျေကျေမှဘူးလာတယ်မသိဘူးဘုရားကြီးများရဲ့ချိတက်လာတယ်ချိတော့မကြောက်အောင်နည်းနည်းချိုက်ချိုက်အိတ်တော်နေတယ်ဆိုဘယ်တော့ဒီအိတ်ကောင်းနေတဲ့စဉ်းစားကြည့်တခါလေးကျွန်တော်နားမှာဆိုင်းနေပုံလေးကြီးတယ်ပါကျွန်တော်တို့အိတ်ကောင်းတဲ့အိတ်တွေတော့ကျွန်တော်ချုပ်မှပါလမ်းတယ်ဒါပေမဲ့တခါအမေကနေလာပြီးနိုးတော့ပြီရိုက်ပြီးနိုးတော့မထားဘူးအဲ့တော့ဒီအိတ်ကလည်းကြုံဘူးလေအဲ့တော့အဲ့ဒီကြားတဲ့ကောင်ကအဲ့ဒီပို့ပြီးတော့နည်းနည်းချာချာအိတ်တော်နေပါတယ်အဲ့တော့ဘဝမှာကြားရတော့စိတ်ထဲမှာရှင်းပြောရင်သလုံးလုံးနေပေါ့ဟာရှေ့မှာကြားတဲ့ကောင်ကအိတ်ကျတဲ့မှာတော့လေပို့ပဲပို့ဒါပေမဲ့ဒီဘက်ပုံကပုံမှန်ပုံလာမဟုတ်ဒီဘက်ပုံကဟိုဘက်ပုံကအဲ့လိုပို့ပြီးတော့ကလို့လာအကယ်၍များကြားပေါ်ကြားဒီခြေတော်ကျတဲ့မှာဝိခြေတော်တစ်ပဲကြားလိုက်တယ်တော့ဘာဖြစ်မလဲဆိုတော့နော်ဘာလို့စိုးရိမ်နေလဲဘယ်လိုမှကြားရအောင်မနေလိုက်အဲ့တော့ဘယ်လိုမှကြားရစိုးရိမ်နေတယ်အတိုင်းအောင်ဖြစ်ပါပြီကျန်ကျန်မှာတော့ပုံလိုက်ပြီးတော့ကြားလာတဲ့အချိန်မှာပဲကြားရမိုဘိုင်းပေါ်ဖြောင်းတက်နေတယ်အဲ့ဒီအချိန်မှာပဲဘာကျန်ကျန်မှာတော့တော့ရှင်းပြရင်ဘာတူးချီတော့ကဘလို့ထိလိုက်တယ်ဆိုတာလည်းဘာမှလည်းသတိမရဘူးဒါပေမဲ့အဲ့ဒီကြားတော့ဟရီကိုဆိုကြားတယ်မဆက်ကြပြဲမှာပဲဟရီအတင်းအောင်ဆက်တဲ့မှာပါဝင်တော့အဲ့ဒီအချိန်မှာကြားတဲ့သူကတော့ဟိုချင်းသေးတွေရောဝေးရောသမီးတွေရောဆင်းရောကရဖတ်တယ်အဲ့ဒါကကျန်မဟာဘုရားဒီဂျာနီတန်ဘာအင်းစကိနလီလာလူဒါမကလူတွေမကပဲလေတတ်တော်အားလုံးကဲတဲ့လူတွေဆိုတာဒီခုနကလည်းပါတော့ဆိုတဲ့စာစီပါညာနာတယ်ဆန္ဒကြီးဒီလိုတော့အချက်နဲ့ဆက်ပြီးတတ်တော်ပြောတာस्वर्ण अवतार हम की वाले स्वर्ण जरा श्री को ये श्री रामा द्वारा तब तक काम चला होगा नहीं तमाशे लोगों सेगा फ्लोक का सेगा विद्या समुद्री श्री जे श्री का प्रभाव है अरे नौ दीपक तो श्री जाऊँ ना ले श्री ब्लॉक की बात है चले मतलब श्री रामा सिर्फ श्री जाऊँ ना ले जमा ना लेအဲ့တော့ရွှေဆိုတာကဒီလိုမှလုံးနေတဲ့လူတွေပဲပို့ပြီးတော့နားတယ်ပေါ့ရွှေစစ်သလားမစစ်ဘူးလားတူလားမတူလားအဲ့တော့ဆောလဆိုတာဒီကဝင်းနဲ့ရစီပေါ့အကြောင်းပဲမှမချဘူးအဲ့တော့အဲ့ဒီအကြောင်းဆောင်းလို့လားဘယ်တော့ကြည့်လို့ကြာကောင်းမယ်နော်ကျွန်တော်ရှင်းပါများဘွားကလေးထွက်လာရင်ကျွန်တော်ဘယ်လိုလဲတကယ်ပြောကြကောင်းမှာဒါမှမပြောနိုင်ဘူးတေချာမှာဘုရားရှင်းလို့ရှိရင်ဟောပါသူ့ရဲ့ပြောက်တယ်ကောင်းပေါ်နေတယ်စမ်းတယ်။အားကြောင့်လေတချို့ကယုံကြည်တယ်ကျမ်းမဟာပရုဟာश्री क्षेत्र जगन्नाथ पुरी မှာဘဂဝါစီ जगन्नाथ ရဲ့အင်္ဂခန္ဓာကိုယ်ထဲမှာပေါင်းစည်းသွားတယ်လို့တချို့ကပြောလိုက်တယ်။တချို့ဘိရှောတွေကကျမ်းမဟာပရုဟာတုတ်တဲ့ဘုပိနာမန္တေမှာဘဂဝါစီဘုပိနာကြီးရဲ့ရှင်းတော့ဒီလူကနေရောဝင်ပြီးတော့ပေါင်းစည်းသွားတယ်လို့ပြောတဲ့အတွက်ကျမ်းမဟာပရုရဲ့ကြောက်ွယ်သွားခြင်းဟာအချိန်တိုင်းမှာပြန်ပေါ်လာနိုင်တယ်။အကယ်၍ကျွန်တော်တို့ပြောတဲ့ကောစကေတအပြည့်အစုံလုပ်တာပြီဆိုလို့ရှိရင်ကျန်မှာဘလို့အဲ့ဒီမှာဝင်ရောက်ပြီးပါဝင်ဆင်နွှဲနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့မြင်နိုင်အောင်မို့။ဘာကြောင့်လဲ။
ကျန်မဟာဘုရားမြင်နိုင်တဲ့ဒိရှိတော်မှာမရှိဘူးမာယာကုမာလည်းနှစ်ခါသုံးခါဖြစ်ပြီးတော့ကျွန်တော်တို့စာမီကြီးတွေကတလောက်လာတဲ့အချိန်မှာမဟာဘုရားရဲ့မျက်စိတွေနဲ့မျက်ရည်ကျဒီနေ့လည်းကြားတဲ့ဘုရားမျက်စိတွေနဲ့မျက်ရည်ကျအဲတော့တကယ်တော့ကျန်မဟာဘုရားနဲ့ဒီပတ်သက်ဆိုတာယနေ့ဒီရှင်သာလေးရဲ့ရှိနေစေပဲဆိုတာဘာသာတစ်ခုပြရတော့ပြောရရင်Kami Gaudiya Vaishnava Sampradaya or Harinam Sankirtan का विश्व प्रसाद हुआ बोलो हिंदी ट्रांसलेशन में नाम जो आता है विश्व प्रसाद बोलो क्या है विश्व प्रसाद सुंदर है को मम्मी नहीं है वैश्विक और प्रसाद चलो अब जो रानी वैश्विक से विश्व का रहा विश्व का तो मालूम होना सच्चा हुआ प्रसाद जो क्या हुआ यार दी वैश्विक सूरज जगह में विश्व वाले तुझला बोलना है तो विश्व सूरज जी का चेंजर है और विश्व जाने का यूनिवर्सिटी का ना विश्व सूरज जी का मालूम साया सच्चा हुआ साया अरे मिलोने के आमों से आए बाबा दिसलो हुआ बड़ों बोटा तो बाबा राव दिजेंद्र महाप्रभु ये हरि नाम संकीर्तन हाँ बाबा आपको ऐसी चक्कू वैश्विक कराओ के प्रभु जी का वालों को हाँ आपको ऐसी चक्कू नाइना चक्कू यूज़ चक्कू अभी लो अति आपको ऐसी चक्कू है तो क्या आपको अखान तांसी आलों में साइने तो ग्लोबल और ये जगह लोगों में ग्लोबल तो ग्लोबल का सच्चा वाला साइया इगवा साइया चेतोशी ताजना वाली ने दुनिया और वाली आते जो बहुत है तुम्हारे जो बहुत है क्या सच्चा रानी ने किसी का वाला सारी वाला नौचा अभी लो तुम्हारे दुनिया ने चेतोशी नौचा मावी ना है मैंने कहा जाए तो चेतोशी ने क्या जो महाप्रभु कौन है ऐसा महाप्रभु न्यास में आपको ये जीव वाक्य बात ले दिव्य स्वरूप दिमाग का अटूरी वचनों को ले दिव्य स्वरूप दिलों का निभाव साथ दिलों का निभाव साथ दिलों का वो अनेक सालों का वो है परम अनेक सालों दिलों का मार्चिते जुड़े आलो बुए में ओ में नाम है तेरे अनेक सालों अमेरा शिवु प्याऊ में नीले रुद्रा ऐसा दिव्य लोगों अनेक सालों नित्य अनेक साल अमेरा शिविरा स्वरूप सुदर्शी अरे शिंदोई वे उना तेज शिदो क्या शिंदो बोले तू ये स्वरूप तू ये दबावा शिंदोई मुझे क्या शिंदोई दबावा मुझे पूरा नारा तेरा शिदो अरे क्या बच्चे देगी मारे वे उना तेरा ऐसा तब तो आया हम वे उना तेज शिदे क्या शियारो वे उना तेज शिदो अरे जो कोई नहीं रहा क्या ने जीवा लोग करे तब तो माने कोई नहीं और इनसे किया चैतन्य महाप्रभु स्वयं भगवान श्री कृष्ण है माप्योरी तेरे युवा नाली बिचिरो चैतन्य महाप्रभु व्यास लो में हाँ स्वयं भगवान श्री कृष्ण है भगवान श्री कृष्ण है पूरो डाइन एल ना चंगानी माँ पूका में से युवा ये वचन जब हो माँ रजिंद्र नंदन येही सची सुतो कोयलो जेई ब्रजेंद्र नंदन कोरे ब्रज धाम में वृंदावन धाम में अश्विन के वो नंद महाराज तारो भगवान श्री कृष्ण प्यार से जो म्या आ इकलियो सुगा काला मा सची माता इतारो बोरागा महाप्रभु के पन होंगे जिन्होंने श्रीमती राधा रानी के भाव और कांति रंग को अंगीकार किया है चैतन्य महाप्रभु भगवान श्री कृष्ण ये विवेचन भाम अंग विवेचन भी शेखरोशी कोई कोलाये श्रीमती राधा रानी मेरो अशेम्या ई को अयों अवाहो सिंधराम संकीर्णा के तो मुरे तो लिपमा अयों ले तो महाप्रभु को आते कर कहानी को फिर तो यार ये दासना यार ना दासवाया सेशी ऐसा कि पिता बरु बोले शिवायाम तिंगा दोने
မဟာပရိရဲ့ကိုဝါရောအစဉ်ဟာတော့တသားလေးဒီဟာလေးကြည့်လိုက်ပါနော်ဒါကစစ်လက်ဘာလို့စစ်လာကြောက်လာကိုကစစ်လက်လာတော့အာဒီဒီလာရဲ့အခန်းที่6စလောနာမကराधा कृष्ण प्रणय विकृति हरादि शक्ति रस्मा एकात्माना वपि भूमि पुरा देह वेदम गतौ तो चैतन्याख्य प्रकट मधुनाम तद्वयम चेक्यमाप्तम राधा भाव ज्योति सुबलितम नौमि कृष्ण स्वरूपम जी बना मैं उन भगवान श्री कृष्ण को प्रणाम करता हूँ जब दोरी तो होमो चौका पैसा इंदु बुरो श्री कृष्ण अभ्यास नोम्या जो नहीं चाहता भी शको गरोवाई से बया जो राधा के भाव और रंग के साथ प्रकट हुए हैं थोके तो अभ्यास नोम्या भी श्रीमती राधा की मेरोई को अशे अवा आया समझे रो भूलिए ओले मैं दादी वीडियो राधा के भाव और रंग के साथ प्रकट हुए तो नकु राधा के भाव सुनो शेजो ये भगवान श्री कृष्ण को मां श्रीमती राधा रानी ये थासी में तू ये सही दबोरा अरे सही दबोरा नकु ये नकु वाले सही रंग को यह वो को शेजो ये यह समझे रो भूलिए को नो के अविभाव श्री राम माया अरे चैतन्य महाप्रभु व्यास नो म्या बेनिया मा को नो मुगे दे से माया फूल कोले निया दिदा ज्वाली मा जीवाली मा को नो मुगे दास को से जनो बेजी में मबे आओ बा चैतन्य महाप्रभु भगवान श्री कृष्ण स्वयं फिदे सलुशी चैतन्य महाप्रभु माया फूल कोले वावनो ज्वाली मा पामे नो मुगे सलुशी चैतन्य महाप्रभु ये वावनो कोरोना फिदे भगवान श्री कृष्ण कोरो म्या बेनिया मा को नो मुगे बा ले भगवान श्री कृष्ण को नो मुगे निया ओके मथुरा और तो यहां भी तो वृंदावन तो प्यो मना दासुशी मथुरा भगवान श्री कृष्ण को नो मुगे निया सोलोशी वृंदावन सुरा भगवान श्री कृष्ण ने बलु वावनो तो सदे दिया ले वृंदावन सुरे निया बोलो जो भगवान श्री कृष्ण ने वृंदावन में बलु करते थे और भगवान श्री कृष्ण ये लीला भूमि लीला स्थल अलग जो ताले या तासो एक को बेरो में भगवान श्री कृष्ण ये पुनः मुझे निया रहती भी थोड़ा का महाप्रभु ये पुनः मुझे निया थी भी कुछ भगवान गौतम ताकि बुद्ध भगवान ये पुनः मुझे निया माले ओके बंदी अरे क्या यहाँ वापिस निया ले ओके सर्व युद्ध क्या तब युद्ध आने यार क्या यार लुम्बिनी या तू ये पामी या नहीं हो वाले पता है तोड़े अगर उसी का नाम भी इसको हो भी ताले सामने अरे भगवान श्री कृष्ण माया फूल कोड़े ज्वाली में बनो मुंगे जन्म 18 February the February लोग जो ओके यार 1488 फाल्गुनी पूर्णिमा काम ले आशे से चाव वावा February 16 अरे काम ले आशे से चाव तो बच्चे वावा ना काम भी वो जो वो कर दिया हो ना ले आशे से चाव को बनाओ वावा इन काम भी वो नहीं आया सरी आया लीजली और दी मैसेज और दी लाइव ओके ओके हेलो ने फोन आया लीजे शिवी जनो दी लीजे जे जन्म महाप्रभु ना से जो ये वावरो भगवान श्री कृष्ण पुना ने बुद्ध वावरो भगवान बुद्ध भगवान पुना ने से जन्म महाप्रभु ना तो को जनो ने दी करे बुद्ध भगवान तो ये नका आया तो करो ले कोई तो अभी भगवान श्री कृष्ण तो ये फोन ना हो तो ये करो को ना कोई तो और भी अरे चैतन्य महाप्रभु ना बुरा दीदी सोलोशी ने फोन आया लीजे दी वाली स्थान नवद्वीप
Pashchim Bengal Pashchim ဆိုတော့ကအနောက်ဘင်္ဂလားပြည်နယ် West Bengal လို့ပြောတယ် जिसे गुप्त वृंदावन कहा जाता है कौन है और दी मायापुर भगवान चैतन्य महाप्रभु पे नो मुगेरे दी मायापुर धाम को बालू पड़ी है गुप्त वृंदावन तासुशी वृंदावन हा भगवान श्री कृष्ण लीला भूमि लीला सब जगह सुशी दी गौरांग महाप्रभु पे मायापुर वाले वृंदावन भगवान श्री कृष्ण लीला फिर नो मुगेरे लोयोए मां दा भगवान श्री कृष्ण गुप्त सरो लियो वे टिके सोरा भगवान ये भक्त लिवे शेवरुषि वावनो आबलोले स्मरण कोन औमे दरिया में अच्छे मावे ती मी ना ले नाने शेवे अचाउन यावे गुप्त लियो वे टिके गुप्त अदाउन ले बा दी माया पुए दी बमा गुप्त वृंदावन से मंदिर देशी दी वावा गंगा तले दी गुप्त वृंदावन रडी मारो तिले पोरावी मायापुर धाम गौर धाम आवे गुप्त वृंदावन धाम ने पाले तासुशी मायापुर ने वृंदावन धाम टकुरेला टकुरे तनिया ने माता पिता श्री जगन्नाथ मिश्र और माता सची देवी बताओ भगवान चैतन्य महाप्रभु गौरांग महाप्रभु ये पिता जगन्नाथ मिश्र कोरेवा ब्राह्मण थे तासुशी माता सची देवी ब्राह्मण थे तासुशी भगवान श्री कृष्ण पिता माता ब्रुले वसुदेव देवकी नाउ या ब्रुचे ना दिले ओबी यशोदा माता ने नंद महाराज तासुई दोनों भाई ओबी सेबियोटी और विशेष alors धीरे पूरी हो गया शेबियो तो तीन हो जाएगा चंद्रग्रहण के समय आविर्भाव हुआ जब पूरा नवद्वीप हरि बोल का कीर्तन कर रहा था अकुला में तो ये नहीं आए चंद्रग्रहण के बंदी तादरुषि अकुला में तो ये नहीं आए चैतन्य महाप्रभु से प्रकट फिर से सुरुषि माला फिर से तादुए तो लोग से में चोला भी नवद्वीप कुलो जो विश्व कुलो इस जगह पर कुलो आवे हरि बोल सो यूसुफ दे या में चाहिए अदम लोग कृष्ण भावना दे जो है यार भागवत महापुरुष बातें जो है यार ये यानी हरि दमियन में मैंने छामा यानी यहाँ छामा है हरि बोल संकीर्तन से दावले आलो बाइलो देवा दाना कीर्तन मिला के बेगा और सुधरे हुए आलो सुबह से बेगा इधर नाम देने का करना ये लोग सु सामने इन्हें नाई बने वो वाले बच्चे नहीं मारे करना ये सु दिया बुढ़ना ये सुधरे छामा यानी सनी आओ बेटू यार सनी आओ चलो तुम्हारे सनी आओ गाओ मैं आज ही कर माता जी ने बोला जी सनी आओ गाओ यार तादरुषि नसे लियो शी है सुजी नाई बोले किना है ना ताले आलू लामा के माता आलू लामा ने इमत आए ने रो ये खड़ा